အားလုံးပဲမင်္ဂလာပါရှင်မြန်မာ First News Channel ကနေပြီးတော့ထိတ်တန်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်လူမြင်ကွင်းမထွက်တာ9ရက်ရှိနေပြီဖြစ်ပြီးနေပြီးတော့ရောက်ရှိနေသောရုရှားကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပွဲရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်မှလူမြင်ကွင်းမထွက်သည်မှာ9ရက်ရှိနေပြီဖြစ်ပြီးနေပြီးတော့ရောက်ရှိနေသောရုရှားကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပွဲရှိကြောင်းနေပြီးတော့စစ်ဖက်သတင်းရှင်မြစ်ကပြောဆိုပါတယ်ဇန်နဝါရီလ26ရက်နေ့မွန်လွယ်ပိုင်းနေပြီးတော့တွင်မြန်မာနိုင်ငံဆိုင်ရာထိုင်းတပ်မတ်ကြီးနဲ့တွေ့ဆုံပြီးနောက်ဇန်နဝါရီလ28ရက်နေ့မှာဖေဖော်ဝါရီလ1ရက်နေ့ထိမင်းအောင်လှိုင်မှအစည်းအဝေးများအခမ်းအနားများမတက်ဘဲ9ရက်တာလူမြင်ကွင်းမှာကြောက်ကွက်နေခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဇန်နဝါရီ28ရက်နေ့နံနက်4:30မိနစ်ခန့်တွင်February 4 မြန်မာ VWN အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် Nomo Titirotion NMD PDF အဖွဲ့ Share Mandalay အဖွဲ့နှင့် Infinity အညာအဖွဲ့တို့ပူးပေါင်း၍အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်းသို့109မမရှော့တိုက်တုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၃လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းရှော့တိုက်တုံးများဖြင့်ပြစ်ခတ်ခြင်းမင်းအောင်လှိုင်မှရရချီရန်အတွက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခသို့ခိတတဲခိုနေခြင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါအဖွဲ့များကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။တို့ရတွင်နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များကမင်းအောင်လှိုင်မှပုံမှန်အတိုင်းနေပြည်တော်တွင်ရှိနေပြီးစစ်ကောင်ဆောင်နှင့်ပတ်သက်ပြီးထူးထူးခြားခြားသတင်းထွက်လာခြင်းမရှိကြောင်းပြောဆိုပါတယ်။ဖေဖော်ဝါရီ1ရက်နေ့တွင်ရုရှားနိုင်ငံမှအစင်းမြစ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နေပြည်တော်သို့ရုရှားအထူးလေယာဉ်ဖြင့်ရောက်ရှိလာပြီးစုစုပေါင်းလူအင်အား80ဝန်းကျင်ပါဝင်ကြောင်းရှင်းရုရှားကိုယ်စားလှယ်အဖွဲ့ကိုအကြံဖတ်မင်းအောင်လှိုင်ကယနေ့တွေ့ဆုံပွဲရှိကြောင်းသိရပါတယ်။မနေ့ဖေဖော်ဝါရီလ1ရက်နေ့နေ့လယ်မှာရုရှားကအထူးလေယာဉ်တစ်စင်းဆိုက်ရောက်ပါတယ်။ရုရှားကိုယ်စားလှယ်အဖွဲ့ပါတယ်။စုစုပေါင်းလူအင်အား80လောက်ပါလာတယ်။နေပြီးတော့မှဒီနေ့နဲ့မနက်ဖြန်2ရက်လောက်နေမယ်လို့သိရတယ်။ဒီနေ့တော့အဲ့ဒီရုရှားကိုယ်စားလှယ်အဖွဲ့နဲ့သူတွေ့မလားတော့မသိဘူးဟုနေပြီးတော့စစ်ဘက်သတင်းချင်းမြစ်ကပြောဆိုပါတယ်။ဌာနဆိုင်ရာသတင်းရင်းမြစ်တချို့ကမှမင်းအောင်လှိုင်အနေဖြင့်ဇန်နဝါရီလ18ရက်နေ့ရှမ်းပြည်နယ်တိုင်းတုံမြို့သို့စိုင်းမစင်ဘုံမစင်ရုတ်တရက်သွားရောက်ခဲ့ပြီးဝစီပိတ်ဖုန်ကြီးနဲ့တွေ့ဆုံခဲ့ကြောင်းလာမယ့်မလာနေဧပြီလအစိုးရအဖွဲ့အပြောင်းလဲအတွက်စီကောင်းဆောင်အနေဖြင့်လူမြင်ကွင်းမှပျောက်ကွယ်နေသောအချိန်များတွင်ရရချမှုများပြုလုပ်ဖွဲ့ရှိကြောင်းသုံးသပ်ပြောဆိုကြပါတယ်။ဆက်လက်ပြီးရှမ်းမြောက်ရွေးကောက်ပွဲမှာဒီဘောကလွယ်ပြီးဂျန်နီယာအားလုံးစစ်တရဲ့ကြောတောက်နောက်ခံ USDP ကအားလုံးအနိုင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စီကောင်စီတပ်ဦးဆောင်ကျင်းပခဲ့တဲ့ရှမ်းမြောက်ရွေးကောက်ပွဲမှာဒီဘောမြို့နယ်ကလွယ်ပြီးဂျန်နီယာအားလုံးကိုစစ်တရဲ့ကြောတောက်နောက်ခံပါတီဖြစ်တဲ့ပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီ USDP ကလွှတ်တော်နေရာအားလုံးကိုအနိုင်ရရှိခဲ့ပါတယ်။ရှမ်းမြောက်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကအပိုင်း1မှာလာရှုံနှောင်ချိုမှုစေအပိုင်း2မှာမိုင်းရိပ်တန်ရန်အပိုင်း3မှာတီဘောနဲ့ချောင်းမဲမျိုးနယ်တွေကိုထည့်သွင်းကျင်းပခဲ့တာတွေ့ရပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရတီဘောမျိုးနယ်ပြည်သူ့လွှတ်တော်နေရာမှာရှမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကအနိုင်ရခဲ့ပြီးကျန်လွတ်တော်နေရာအလုံးကို USDP ကပဲအနိုင်ရရှိခဲ့ပါတယ်။စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ရွေးကောက်ပွဲမှာမဲလာပြီးတဲ့ပြည်သူနေပါတာရှမ်းမြောက်မှာအရင်2015ခုနှစ်2020ရွေးကောက်ပွဲမှာပါဝင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မပါဝင်တာကြောင့် USDP ကပဲအပြတ်သက်အနိုင်ရရှိခဲ့တဲ့အခြေအနေလို့ရှမ်းမြောက်ဒေသခံတွေကပြောပါတယ်။ဒါပြင်ရွေးကောက်ပွဲကိုမြို့ပေါ်နေရာမှာပဲအများစုပြုလုပ်နိုင်တဲ့တိုင်းသားတွေနေထိုင်တဲ့ကြီးပါတွေရွေးကောက်ပွဲမကျင်းပနိုင်တာတွေကြောင့်ပါဝင်တယ်လို့ဆိုပါတယ်။မဲမထည့်တဲ့သူကများတယ်မဲလာထည့်တဲ့သူလည်းကြန့်ခိုင်ရေးပဲထည့်တာပြီးတော့တစ်ဖက်ပါတီကစီယုံရေးအားနေတာတွေ့ရတယ်။ဘာကြက်နေတာပေါ့လို့ကြောင်မဲမျိုးကအမျိုးသားတအုပ်ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်သူ့ရဲ့အမြင်ကိုပြောပြပါတယ်။စစ်ကောင်စီတပ်ကရွေးကောက်ပွဲကိုအပိုင်း3ပိုင်းနဲ့ကျင်းပခဲ့ပြီးအပိုင်း1ကိုမြို့နယ်102မြို့နယ်အပိုင်း2ကိုမြို့နယ်100နဲ့အပိုင်း3ကိုမြို့နယ်62မြို့နယ်မှာကျင်းပခဲ့ပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရပြည်သူ့လွှတ်တော်နေရာမှာ USDP ကနေရာ230ကျော်မှာအနိုင်ရရှိခဲ့ပြီးအစိုးရဖွဲ့နိုင်တဲ့လွှတ်တော်နေရာတွေရရှိထားပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့လာမယ့်မလကုန်မှာလွှတ်တော်ခေါ်ပြီးအာဏာလွှဲပေးမယ်လို့ပြောဆိုထားပါတယ်။2020ရွေးကောက်ပွဲကိုမဲမတမာမှုရှိတယ်ဆိုတဲ့ဆွဆွဲချက်နဲ့2021ခုနှစ်ဖေဖော်ဝါရီ1ရက်မှာအာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာ2020ရွေးကောက်ပွဲအနိုင်ရဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းဆီးထားပြီး9နှစ်အကြာမှာရွေးကောက်ပွဲပြန်ကျင်းပတာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့အာဆီယံအပါအဝင်နိုင်ငံတကာအများစုကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ကျွန်မသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။